မိတ်ဆွေတို့အနေနဲ့ passport အသစ်လုပ်နေတာပဲဖြစ်ဖြစ်ရှိပြီးသား passport ကိုတက်တန်းတိုးချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဆောင်ရွက်လိုတဲ့အခါမှာအဆင်ပြေချောမွေ့စေဖို့အတွက်ကမ်ဘီယာနီးလေးကိုပြောပြပါရစေခင်ဗျရွှေစကားကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးခုနှစ်ရက်သားသမီးများအားလုံးကိုယ်စိတ်နှပြကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံတော်မူနိုင်ကြပါစေခင်ဗျာကျွန်တော်ကတော့အဘဆရာကြီးမင်းသိန်ခနဲ့ဆရာစင်ယော်နီတို့ရဲ့တပည့်ဇော်လွင်ထွန်းအရှိတိုင်းပညာပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ passport အသစ်လုပ်နေတာပဲဖြစ်ဖြစ်ရှိပြီးသား passport ကိုတက်တန်းတိုးချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဆောင်ရွက်လိုတဲ့အခါမှာအဆင်ပြေချောမွေ့စေဖို့အတွက်ကမ်ဘီယာနီးလေးကိုပြောပြပါရစေခင်ဗျဒီနီးလေးကတိတ်တော့မခတ်ပါဘူးခင်ဗျတနင်္လာနေ့ညနေဆောင်မှာမိမိစီးနေကြဖက်နှက်အဟောင်းလေးကိုလမ်းဘေးတနေရာမှာစွန့်ပြေးရင်းနဲ့ဆူတောင်းမှုပဲဖြစ်ပါတယ်ခင်ဗျဖက်နှက်အသစ်ကိုစီးရင်းနဲ့လည်းမိမိရဲ့ passport ကိစ္စဘယ်လိုမျိုးအောင်မြင်ပါစေပေါ့ဗျာမိမိဖြစ်လို့သလိုဆန္ဒပြုဆူတောင်းမှာပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့ရှင်မိတ်ဆွေများအားလုံး passport ကိစ္စကိုဤနည်းလေးကိုသုံးခြင်းအားဖြင့်အဆင်ပြေချောမွေ့ပါစေကြောင်းဆုမွန်ကောင်းပြုလိုက်ရပါတယ်ခင်ဗျာ